ဒီနေ့ today special အနေနဲ့ရေချက်ကဖောင်ဟင်းချင်းဆက်ပူပူလေးကဖောင်ဟင်းမလို့ကဖောင်လေးအနံပြင်းပြင်းလေးနဲ့ညမ်းများလေးဘောလဖာရဲ့ပရဲကောရှောက်ဘလူးရွက်ကျင်းကျက်သွန်နီကျက်သွန်ဖြူစပလင်ငရုတ်သီးစိမ်းငရုတ်သီးနီတို့ပါပါတယ်ပါဝင်ပစ္စည်းကတော့ချင်းကန်ဆက်ချက်မှဖြစ်တဲ့အတွက်ဒီငံပြားရီပစွန်ထန်းငံပြားရီလေးရဲ့ရှောက်ရည်လေးရဲ့ချုံမုံလေးရဲ့ကြက်သားမုံတို့ပါဝင်ပါတယ်ကဲစမယ်ကျွန်တော်ချက်ပြမယ်နော်ကြည့်ထားပါနော်အရင်ဆုံးဟင်းရိုးပူပူဆက်ဆက်မွန်းမွန်းလေးရအောင်ငရုတ်သီးလေးရဲ့ကျက်သွန်ဖြူလေးရဲ့ပရဲကောစပလင်လေးတွေထည့်ပါတယ်ကျက်သွန်နီလေးရောထည့်ပေးပါတယ်ချွတ်ချွတ်မြင်မြင်လေးရအောင်စမယ်ရတာထက်ချက်တော့ပါဘူးဟောကျက်သားမုံကျက်သားမုံပါကျက်သားမုံရဲ့ချုံမုံရဲ့ဘုံထန်းငံပြားရည်လေးရဲ့ရှောက်ရည်လေးရဲ့ပါဒါလေးကိုရောသမကောင်ချက်ပေးပါတယ်ဟုတ်ဒါထက်ထက်တာလားဟုတ်တယ်အရသာထက်ညှိပြီးတော့လိုအပ်တာလေးတွေထပ်ပြပါတယ်ငံပြားရည်ရဲ့စက်သားမုံရဲ့တကြားလေးရဲ့ပါရေပွားပွားဆူလာပြီးဆိုတာနဲ့ကျွန်တော်တို့ကဘောလဖာရဲ့ကဖောင်ရဲ့များများထည့်ပြီးတော့ရှောက်ဘလူးရွက်တွေကိုများများထပ်ပြီးပါတယ်ဒါတွေအားလုံးပြီးပြီးထည့်လို့ပြီးပြီးဆိုမှရေချက်ကိုနောက်ဆုံးအနေနဲ့ဟပ်ပိုက်လေးကျုပ်ထည့်ပေးလိုက်ပါတယ်ချင်းဆက်ပူပူဆက်ကလေးရေချက်ကဖောင်ဟင်းရပါပြီနော်